မင်္ဂလာပါရှင်ဒီနေ့ကိုစောင့်နေသလိုပဲပေါ့နော်အခု finally it's here မြေအရန်ကိုရင်ခုန်နေပါပြီစွမ်းကုန်လည်းစူးစမ်းသွားမယ်ပေါ့နော်ဒီနေ့ signing မှာလည်းမတရားတွေအများကြီးရှိတယ်မြေကမထထထုံးရဲ့ Queen of Confidence အဖွဲ့တွေပြကြသွားပြီပေါ့နော်ဒီလိုနောက်လည်းဘာ activity လေးရှိမလဲစောင့်ကြည့်ရမှာပေါ့နော်အရန်ကိုပြောရဲမြေတို့contestant တွေကလည်း38ယောက်ရှိရဲအားလုံးကလည်းအရင်ချစ်ဖို့ကောင်းတဲ့ချောတယ်ထက်မြက်တယ်ဒီလို woman တွေအများကြီးစုပြီးမြေတို့ journey အစ်တီစမှာပေါ့နော်အဲ့ journey စဖို့တော့မြေကတကယ်ကိုရင်ခုန်နေပါပြီMiss Grace အမြင်ကမြန်မာအမျိုးသမီးတွေကအရန်ကို strong ဖြစ်တယ် resilient ဖြစ်တယ်ဒါပေမဲ့ at the same time အရန် gentle ဖြစ်တယ်အရန်ကိုဘယ်လိုလဲအလိုက်တည်တယ်တိခံတတ်တယ်နားလည်ပေးတယ်နော်ဒါပေမဲ့ဒီလိုတိခံနားလည်ရိုးသားဖြူစင်လို့လဲ strong မဖြစ်တာမဟုတ်ဘူးအရန်ကို strong ဖြစ်တယ်လို့ Miss Grace မြင်တယ်မေလည်းအဲ့လိုပုံစံမျိုးမြန်မာအမျိုးသမီးတွေကိုကိုစားပြုသွားခြင်းပါတယ်ဒီနေ့ Miss Grace ကို designer Zippy ကဆင်ပေးထားတာ stylist က Putu makeup က Apratuta စပင်ကတော့ကြစ်ကြစ်မေကမိကိုမေအများနဲ့ရေနဲ့ကိုစားပြုဖြစ်တယ်ပေါ့နော်အဲအကြောင်း Zippy က Miss Grace ကိုဒီ water drop လေးတွေနဲ့ဆင်ပေးထားတာပေါ့နော်Water is very gentle, but it's also the strongest force. Miss Universe Myanmar 2026ကိုရွှေနဒီ app မှာကြည့်လို့ရပါတယ်။ပြီးတော့ကိုကြိုက်တဲ့ contestant တွေကိုလည်းအိမ်မှာ voting ပေးလို့ရပါတယ်ရှင်။အားပေးပါအောင်။